အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jackson Streaming Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် Little Z ရဲ့ Can You See Me တခြင်းကို reaction video လုပ်သွားမှာဖြစ်ပါတယ် Little Z ရပါတော့ဒီ Can You See Me ရှေ့မှာတခြင်းတစ်ပုတ်ထွက်ထားတယ်ပေါ့နော် Fall in Love ဆိုပြီးတော့အဲ့ဒီတခြင်းထွက်တုန်းကဟောပါတော့ Little Z is come back ပေါ့နော်အကုန်လုံးက Little Z ပြန်လာပြီဆိုပြီးတော့အဲ့တခြင်းကိုအကုန်လုံးကြိုက်ကြတယ်ပေါ့နော်ကျွန်တော်ကတော့မကြိုက်ဘူးအဲ့ Fall in Love ကိုဒါပေမဲ့ဒီ Can You See Me မှာတော့ကြိုက်တယ်ပေါ့နော်ဒီတခြင်းကိုအဲကြောင့်မို့ဒီ Can You See Me ဆိုတဲ့တခြင်းကို reaction လုပ်တာဖြစ်ပါတယ်ဒီတခြင်းတော့အကုန်လုံးနားထောင်ပြီးပြီလို့မျှော်လင့်ပါတယ်အကယ်လို့နားမထောင်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်နဲ့တူတူနားထောင်ကြည့်လိုက်ရအောင် Let's go guys အဲ့စက္ကန့်အတိုလေးဗရန်စက္ကန့်မှမရှိဘူးเนาะအဲ့စက္ကန့်အတိုလေးမှာအဲ့တာ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 အဲ့ဒါကြီးကတကယ်ကောင်းတယ်လေတစည်းဆိုသွားတာကြီးကလေเนาะဆက်ဆက်လာခြင်းနဲ့ရောက်တချင်းကိုနားထောင်ခြင်းနဲ့စိတ်ဖြစ်သွားတာအဲ့ဒါလေးအဲ့စက္ကန့်ပိုင်းလေးနဲ့တင်တပုံလုံးနားထောင်ခြင်းနဲ့စိတ်ဖြစ်သွား Can you see me? 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 Hey Louis, ခမောက်ကျုပ်တို့ကလွမ်းနေတာတချင်းတစ်ပုတ်ထွက်ဖို့ပါကြောင်းအရန်နေကြအပြည့်တွေလိုပြီးကျန်းလိဗျာခမရသချင်းကိုနားထောင်ခြင်းနဲ့ပြိသက်ကိုခမရနေလန်းနေတာရှောက်ဖမင်းုံတို့ကလွမ်းနေတာဟုတ်တယ်နော်လေတစည်းကတချင်းတစ်ပုတ်ထွက်ရင်တော့ကြားတယ်ဒါပေမဲ့ထွက်တဲ့တချင်းတိုင်းကလည်း quality ပဲနော်ပြီးတော့ဗာဒီနေ့မှပြောရပါလေရှင်းတစ်ပုတ်ထွက်ဖို့ဘာကြောင့်အရန်နေကြားအော်အပြည့်တွေလိုပြီးကျန်းလိဗျာဟိုပါပေါ့နော်ကိုလည်းအရန်တော့မသိပါဘူးဒါပေမဲ့အဲ့လိုပြိသက်တွေကအဲ့လို rapper ဆိုလို့ရှိရင်အမြဲတမ်းအဲ့လိုမျိုးအပြည့်တချင်းတွေပဲစိုးစေချင်တာလားပေါ့နော်အချစ်တချင်းတွေပဲအဲ့လိုစိုးလို့မရဘူးလားဒါမှမဟုတ်တချို့ကနားလဲပါတယ်ဒါပေမဲ့တချို့ကြတော့လေ rapper ဆိုတာနဲ့လို့ဖျဲမယ်ရမ်းမယ်ဆိုတော့တချင်းတွေပဲစိုးစေချင်တဲ့လူတွေရှိရပေါ့နော် Can you see me?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  Hey Louis, ခမောက်ကျုပ်တို့ကလွမ်းနေတာတချင်းတစ်ပုတ်ထွက်ဖို့ပါကြောင်းအရန်နေကြအပြည့်တွေလိုပြီးကျန်းလိဗျာခမရသချင်းကိုနားထောင်ခြင်းနဲ့ပြိသက်ကိုခမရနေလန်းနေတာရှောက်ဖမင်းုံတို့ကလွမ်းနေတာမင်းအောင်မြင်တဲ့ကြိုင်တို့မဝမ်းနေတာဒါပေမဲ့မင်းရဲ့ခြေလန်းတွေဟာပေကန်းတွေကခေါင်းတွေရမ်းနေမှာမင်းဖေးမှာအကုန်လုံးကျန်းနေခြင်းမင်းတယောက်ပဲစုံလုံးကန်းနေတာဟေးလူကြီးတချင်းထွက်ဖို့တပါးချောင်းကြနေတာသူများတွေကမိုးရွာနေတာတီးလို့ရှိခတ်ဖို့ခွက်ကိုရှာနေတဲ့အချိန်မှာခွင်ရခမရစီလာနေတာအချိန်နဲ့ရွှေလေးရှိတော့ချင်းတွေအများကြီးထုတ်ပြီးပတ်ဆန်ရှာနေဗျာရှောက်ပါမင်းကိုအားမရှာလိုက်တာမအောင်မြင်ခြင်းနဲ့မင်းတို့ကောင်မျိုးထားတာရမပြလိုက်ပါလှုပ်ပါနေရာတစ်ခုနဲ့ထိုက်တန်ကြောင်တက်တည်ပြလိုက်ပါမင်းပေါ်တာရွှေထူးလို့ဆင်ပြေတာမြင်ခြင်းလို့ခြေလန်းနေစလိုက်ပါဟေးလူတချင်းတွေထွက်တာတော့ဟုတ်ပါပြီဒါပေမဲ့ခမရကောမရှယ်အထာတွေစပြီးလှုပ်လာပြီနောက်တီးခဲ့တဲ့ဟုတ်တယ်နော်အရင်တော့က little Z ကိုကြာတော့အဲ့လိုမျိုးsocial media activity တွေမှာအများကြီးတိတ်ပြီးမမြင်ရဘူးပေါ့နော်အခုနောက်ပိုင်းမှာနည်းနည်းမြင်လာရတယ်စိတ်စိတ်ပေါ့နော် podcast တွေမှာမြင်ရတယ်ပေါ့နော်အဲကြောင့်မပြောကြဘူးသူများတွေကအရင်တော့ကကြာတော့တိုးတိတ်နေပြီးတော့မှအခုမှပေါ်လာတော့ commercial ထားလားဘာလား လက်ခုပ်တန်တွေကမှားခဲ့ပြီကျုပ်တို့စုတ်ချက်တွေနဲ့မထိုက်တန်တော့တဲ့ခမရရဲ့ကြည်ရှောက်ဖမင်းစားငါရှင်းနေလေးလိုက်တာငါတို့ပေးလိုက်တဲ့နာမည်ကိုမင်းကကြော်ညာတွေတဲမှာစတေးလိုက်တာမင်းတို့နေကြလို့ Facebook ပေါ်ပြေးလိုက်ရှာကမတွေ့လိုက်တာစောက်ပဲများနေတဲ့မေးပုံစံစောက်ရန်ကြီးလိုက်တာဟေးလူတငယ်ချင်းတယောက်လုံးဆုံးသွားတာအာသူပမတွားနိုင်အောင်ခမရဘာတွေဘလောက်တော့မုန်းရတာခမရတွေ့တဲ့နေရာဆုံးပါမှာကျုပ်တို့သိတယ်ခမရစားအဲ့စင်းရမိုက်နော်ကိုကတော့ကြိုက်တယ်စင်းမိုက်တယ်မျက်လုံးတွေကွာအများကြီးရနေပြီးတော့မှအဲ့လိုမျိုးလေတစည်းကိုစောင့်ကြည့်နေတဲ့ပုံစံမျိုးပေါ့ရောက်ရုံမငိုပါနဲ့တော့ချင်းကိုအတုံးချတာရှောက်ပါမင်းရဲ့စောက်ခွက်ကြီးကိုအတုံးချတာငါသိတယ်မင်းရဲ့နှလုံးသားမှာလုံးဝဗလားမင်းရှိရစီနီယာတွေလည်းအဲ့လိုပဲလှုပ်လို့ကြာရှုံးကြတာငါတို့ပေးတဲ့အောင်မြင်မှုနဲ့တတ်နိုင်တယ်လို့ပြုံးထားပါအိုးကောင်းလိုက်တာလို့ chorus ကြီးရှေ့ဝင်လာတဲ့ရဟိုတော်ရုံကောင်းရင်မပြောဘူးတော်တော်ကောင်းလို့ပြောတာနဲ့တတ်နိုင်တယ်လို့ပြုံးထားပါ
တရုတ်ဆောင်တော့လုတ်တင်တယ် little Z ကတရုတ်ဆောင်တွေပါကောင်းနေ share ပဲ Can you see me?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  Lazy စောက်ရမ်းကြီးများတာအဲပုံစံဆိုအဲလောက်အောင်မြင်မှုလောက်နဲ့ပဲပြီးသွားမှာတိုင်းဝိုင်းနဲ့မပေါင်းမဝင်ပါ manager ဆိုတဲ့သူပေးရဆော်ကြောင့်သူဟာအောင်မြင်တဲ့လောက်မအောင်မြင်တာစီကိုနေရာကိုမေ့နေတာမြင်ဆုံးဘလောက်ပဲပြန်တနေ့မြေကြီးပေါ်ပြုတ်ကြပြီးပဲတေးမှာငားရတာထောင်လုံးလုံးချမရှိနေဗျာ King of the Sack ကကျွန်တော်ဆိုတာ lazy မေ့နေတာသူကြောင့်ကျွန်တော်ရဲ့လှုပ်ချင်ကန်ချင်စိတ်တွေဟာရှုပ်ရော်လာနောက်ဆို lazy နဲ့တော့မှအလုံးမလှုပ်တော့ပါမပြောချင်လို့နေနေတာ client တွေကိုချီနေတာဟာထိလာလေးမရှိရှိမှ lazy ကဒါကြောင့် game နဲ့မသိနေတာတကွေးမဟုတ်တကွေးတွေ့မှာတဲလန်ကြိုက်တဲ့ကောင်စားထိုးလို့ရတယ်ငါတို့က client နောက်ပဲ chase တာအခုလိုလှနေပါနေကြွနေရွှာနေတဲ့ငါနေရ artist ကြောင့်ရခဲ့တာမဟုတ်ဘူး client ကြောင့်ပဲရနေတာနေဦးလဲငါမော်တဲ့နင်းကိုစိတ်တွေပူရတာ ဒီ first ကကြတော့သူ့ရဲ့ relationship နဲ့ပတ်သက်ပြီးတော့ဗောနော် little Z ကအခု single လို့တော့ပြောတာပဲ podcast မှာဒါအရင်တော့ကသူ့ရဲ့ပထမပြီးခဲ့တဲ့ relationship နဲ့ပတ်သက်တဲ့ဟာလားတော့မသိဘူးဒီအပိုက်ကမဟုတ်ပါဘူးပြီးခဲ့တဲ့ relationship နဲ့ပတ်သက်တဲ့ဟာကိုရေးထားလားတော့မသိဘူးဗောနော် မရှင်းချနိုင်တဲ့သူကငါလားနင်းလားပြောပါသူကပါလေဟမ်နာကျင်သူကငါစိတ်ညစ်တာနင်းဘဝမှာထားကြခြင်းရင်ကိုရှင်တာဝန်ယူပြပါ please နော်ဟုတ်တယ်နော်အဲ့အရာတကယ်မှန်တယ်ဘောမှာအထာကြခြင်းလို့ရှင်တော့ကိုကိုတောင်းဝင်ယူနိုင်မှရကိုတော့တောင်းဝင်မယူနိုင်ပဲသူများသားသမီးကိုတွားပြီးတော့တောင်းဝင်ယူမယ်ဘို့ဆိုတာအဝေးနော်ဟုတ်တယ်မှန်တယ်ကိုအရင်တောင်းဝင်ယူနိုင်အောင်လုပ်ရမယ် 你少求我多么变没下的路，我他给没表演也来面能给离的那样我。你跑遍欧嘛别先个路，但耶稣的西门地边没得看嘛没面下的路。我也 drama 的，盼的呀地了，你将下给的单压的，你တူတူ连你给的单的压的，在哪里把我们现在见到不黑单哪里没单哪里，你那龙大嘛年把你都你那些你的 man 哪里呀的孤光不散哪里，我个我也 fall 了一切的表手你的我变下陪你下比牛脸。အနေကိုချစ်ခဲ့မိတော့မှန်ပါစေ အိုးကောင်းလိုက်တာနော်ငါနေ့ကိုချစ်ခဲ့မိတာမှန်ပါစေတဲ့ဟိုကဒါကတော့သူ့ရဲ့ရီးစားကနေ little Z ကိုပြောတဲ့စကားမျိုးပေါ့ကွာသိရမလားအဲ့လိုမျိုးဘာလို့အဲ့လိုပြောလဲဆိုတော့ little Z ကအဲ့လိုမျိုးတချင်းတွေကိုလုံးဝသူမူလာတဲ့အချိန်မှလှုပ်တယ်ကွာအဲ့လိုမျိုးတချင်းတွေကတပုတ်ထွက်တာကြားတယ်အောင်မြင်မှုကလည်းလူတွေကတော့အောင်မြင်မှုကိုပတ်စံနဲ့တိုင်းတာကြတာပေါ့နော်အဲ့တော့ little Z ကအရန်ကြီးလည်းပတ်စံမရှာနိုင်သေးတော့အဲ့လိုမျိုးပေါ့ဗျာ relationship တစ်ခုမှာတယောက်ကအဲ့လိုတစ်ခုအရန်စူးစမ်းနေတဲ့အချိန်မှာပတ်စံဆိုတဲ့အရာကိုမရှာနိုင်တဲ့အချိန်ကျတော့အမှကိုယ့်ရဲ့ partner မိကိုထုတ်လာတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါတော့ထုတ်မှာပဲအဲ့လိုမျိုးကတော့ထုတ်တယ်ကိုလည်းအထုတ်ခံရမှုတယ်ပေါ့နော်အဲ့တော့ပတ်စံလည်းရှာကိုလိုလှုပ်ချင်တဲ့ဟာလည်းလှုပ်ပေါ့နော်မျှတတော့လှုပ်စီချင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုမျိုးအမေးခံရမှာကျိန်းသေးပဲ okayတချင်းอ่ะအခု reaction လောက်တော့မှတေချာကိုနားထောင်ပြတာဗျာစသလာချင်းရတယ်ကောင်းတယ်ဒီနောက်ဆုံးအပိတ်မှာလေမီးကြီးကိုဖွင့်ပြီးတော့မနေ့ကိုချစ်ခင်မိတာမှန်ပါစေတကယ်ကောင်းတယ် chorus လည်းကောင်းအကုန်ကောင်းတယ်တချင်းတစ်ပုတ်လောကတကယ်ကောင်းတယ်ပေါ့နော်တော်ရုံကောင်းတာလို့ဆိုရင်ကျွန်တော်သိပြီးတော့မကောင်းတယ်လို့မပြောဒါတော်တော်ကောင်းလို့ပေါ့နော်အဲ့တော့ဒီတချင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့အဲ့လိုမျိုး
Little Z ကလည်းသူ့ရဲ့ယုံကြည်ရလမ်းကြောင်းသူရှောက်နေတာပေါ့နော်အဲ့လိုမျိုးဒီတချင်းဆိုတာမဟုတ်ပါဘူးတခြားကျွန်တော်တို့ gain ဆော့တာပဲဖြစ်ဖြစ်ကိုလုပ်ချင်တဲ့အရာပေါ့နော်ဟာကိုယူယူမိုင်းမိုင်းနဲ့ရှောက်နေတဲ့လူငယ်တွေလည်းရှိမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ကတော့ဆက်ပြီးတော့ရှောက်စေချင်တယ်ပေါ့နော်ကိုယုံကြည်တဲ့ဟာကိုပဲသိရမှာမယုံကြည်တဲ့ဟာကြီးလုပ်နေမှာပါထူးမှာပတ်စံတော့ရလိမ့်မယ်ဗျာတကယ်စစ်မှန်တဲ့ပျော်ရွှင်မှုရလို့လားအဲ့တော့ဆက်လျှောက်ပါကိုယ့်ရဲ့ညီကိုတို့ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဒီဗီဒီယိုတွေထဲမှာပါတယ်လို့မျိုးဒီ leader ရဲ့နောက်ဆုံးအပိုက်ပေါ့နော်အဲ့လိုမျိုးတော့ relationship မှာတော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်အတိုင်းအချိန်တစ်ခုမှာအနေထားတစ်ခုမရောက်ဘူးဆိုလို့ရှိရင်တော့အဲ့ကြရင်တော့ရွေးချယ်ပေါ့နော်ကိုကဘယ်လိုအဆင်ပြေအောင်လုပ်မလဲအဲ့တော့ဒီနေ့ music reaction video လေးကတော့ဒီလောက်ပါပဲတချင်းလေးကိုတော့အကုန်လုံးနားထောင်ပြီးပြီလို့တော့မျှော်လင့်ပါတယ်ခင်ဗျာနားမထောင်သေးဘူးဆိုလို့ရှိရင်တော့ Little Z ရဲ့ YouTube official channel မှာတော့ရောက်ပြီးတော့နားဆင်ပေးကြပါဦးခင်ဗျာတချင်းလေးကိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ် reaction video တွေမှာပြန်ပြီးတော့တွေ့ကြပါသေးတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပါသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးကြပါဦးခင်ဗျာ bye guys